လာပါရှင်ဒီမှာပေါ့နော်ဒေါ်နန်းသစ္စာနဲ့လာပါရှင်ကျောက်စစ်ကျေးရွာပေါင်မြို့နေရပါတော့ဒီမှာလေးဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှမြေကွက်ဝယ်ထားပါတော့မြေကွက်ဒီမှာလေးကမြေကွက်၃ကွက်ပေါ့နော်ဒီလိုမျိုးဒီမှာမြေကွက်၃ကွက်ဝယ်တဲ့ဒီမှာလေးကိုဒီမှာပြီးတဲ့ငွေကြီးစာတော့လေးချုပ်ပြီးသွားပါပြီရှင်ဒီမှာလေးပေါ့နော်ကိုဒီမှာလို့ရှိမှမြေကွက်တွေဝယ်တယ်နော်ဒီမှာလေးဆိုလို့ရှိရင်ကျွန်တော်ပြမယ်နော်ဒီကပတ်တာပြောဒါလို့ရှိရင်ဒါဒီမျိုးပေါ့နော်ဒါကိုတနခါချင်းဒါလို့ရှိရင်စက်ကလာဒီကမျိုးပေါ့နော်ဒါလို့ရှိရင်ဒါရှော့ပူကျန်နော်ရှော့ပူကျန်ပါလာတဲ့ဆိုင်ပါတော့ကန်ရှိပါဘာပါချင်းဒါဆိုဒီမှာလေးလာအင်ကူမျိုးတယ်ပေါ့နော်ဒီမြေခွက်ရဝယ်ထားပါချင်း၃ခွက်ပါချင်းနံပါတ်60 61 61ပေါ့နော်၃ခွက်ဝယ်ပါပြီးတဲ့ဒီမှာလေးပါအဲ့ဒီကမျိုးနော်ဒါလည်းဒါတော့ပြပါချင်းဒါမျိုးလေးဆက်ပြီးချုပ်ပြတာလို့ရှိရင်ငါးလေးပါရတာပေါ့နော်ဒါလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဒါမျိုးလေးပါချင်းဒါကျွန်တော်ဒီမှာလေးကိုပေးတာပါဒီကြလေးပေါ့နော်ဒီကြလေးကိုရောင်းပေးတာပါရှင်ခုဒီညီမရေမလို့ရှိမှဝယ်သွားပြီးတဲ့ကျေးဇူးလည်းအများကြီးတင်ပါတယ်ဒီစာလုံးလေးတွေကိုလည်းအမညီမတို့ရှိလို့ရှိတဲ့တောင်ကိုပို့ပေးမယ်နော်ပို့ရမယ်ခုမျိုးဝယ်သွားပြီးတဲ့ကျေးဇူးလည်းတင်ပါတယ်ဒီခွက်လည်းအများကြီးပိုင်နေပါစေတမကလည်းဒီခွက်ရိုင်းပဲတမချလာပါစေဒီဝါစနာလည်းပြပါစေလို့ဆုမကောင်းတောင်းပါတယ်ရှင်အားလုံးပဲဗီဒီယိုကြည့်နေတဲ့တကယ်ကြီးမိတ်ဆွေအားလုံးပေါ့နော်ဒီမှာရှိမှာဒီခွက်လေးတွေခုနှစ်နှစ်ကြာ၃နှစ်ကြာရေးကြလေးနဲ့ဝယ်သွားပြီးရပါတယ်ရှင်ဒီဒုက္ခမျိုးတွေမှာဆိုခုမရနေပေါ့နော်ခရံဆက်ဆက်ဝေးရတဲ့ဒီပါရှင်မျိုးတွေအစိုးရတဲ့ဝန်လာမျိုးတွေကိုဒီမှာမြေပေါ်လေးတွေပိုင်ပြီးတော့ရောင်းပေးနေပါတယ်အဲ့မှာလည်းလူတော့ဝယ်ရပါတယ်ရှင်ရေးကြလေးတော့3သိန်း5သိန်းလေးလာနေပွဲပိုင်တဲ့မဲ့ဝင်လေးရနေပါပြီဆက်သွယ်ပြီးရပါတယ်ရှင်သုံးညာကို466 466နဲ့သုံးညာကို466 900မှာဖိုင်ပါရှိပါတယ်ရှင်ဝင်လာပြကြပါဦးသမီးရှင်ပေါင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်